ရန်ရတာရှိရဲ့ကိုရီးယားကြော်လေးကိုပြောပြပါမယ်။ဆောက်မကြော်ခင်ဖွင့်စရာရှိရလေးဖွင့်ပြီးတော့တန်ရှင်းရေးရင်လုပ်ပါတယ်။ချက်သားရဲ့bread crumbs ရဲ့ချက်ဥရဲ့ဒီကလိုပါရဲ့ချက်သားကိုကြိုက်လောက်အတုံးလေးတုံးလို့ရပါတယ်။ရေကုန်လေးပါလဲရပါတယ်ဒီမှာတော့တာရွယ်တုံးတာပါတယ်ပြီးတော့ချက်သားမှုန့်နှစ်စွန်းတခြားကတစ်စွန်းတုံးပါတယ်စားကတစ်စွန်းပါပြီးငွေကောင်းကြိုက်တဲ့လောက်ပြီးကြက်သွန်ပြူထောင်းတာထည့်ပါတယ်ကြက်ဥတစ်လုံးထည့်ပါတယ်အဲ့ဒါလေးကိုအရင်တေချာအောင်မှုလိုက်ပါတယ်ပြီးရင်ကောဖုံကိုထွင်းစားစွန်းနှစ်စွန်းထည့်ပါတယ်အဲ့ဒါပြီးရင်တော့သူတို့ရေကတက်ထည့်ပြီးတော့နှက်ထားပါတယ်ရေကတက်ထည့်နေတော့မှနေမဲ့ sauce အနစ်ကိုလုပ်ပါမယ်မဲဒါကိုချူချန်နဲ့လုပ်ရပါဘောเนาะကိုချူချန်မရှိတော့လေလောက်ကြံကိုချူချန်လေးပေါ့အရောင်တင်မှုတ်ရဲ့ကြက်သားမှုတ်ရဲ့ပြီးတော့ပန်းငန်းပြရဲ့နှစ်စွန်းပြီးရှာလကာကြီးကိုနှစ်စွန်းလောက်ဆိုရပါတယ်ဒီမှာနှစ်စွန်းပဲတုံးလိုက်တယ်နည်းလေးချင်သွားရပါတော့ပြီးတခြားကတစ်စွန်းပေါ့တစ်စွန်းကြော်လေးထည့်လိုက်ပါချိုလေးကောင်းလေးပါဒီ chili sauce ကရှိရင်ထည့်ပါမရှိရင်မထည့်လို့လည်းရပါတယ်ပြီးတေချာမှုရပြီးတော့အဲဆုံးနန်းစီကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာဘလို့မဖွင့်လို့မရနဲ့နည်းနည်းလေးဖြုံးကန်လိုက်ရပါတယ်ပြီးနန်းစီထည့်ပါတယ်နန်းစီပူလာပြီဆိုရင်ခုန sauce ကိုထည့်တယ်လို့ရှိရင်အဲ့တဲကိုရေနဲ့ထည့်ပြီးတော့တေချာလေးမှုလိုက်ပါတယ်ဝယ်ပြီးတော့ဆူလာပြီဆိုရင်ခုနသုံးတဲ့ကော်မုတ်ကိုပဲစွန်းတော့လောက်ရေနဲ့ဖြော်ပြီးတော့အဲ့ထဲကိုထည့်ပါတယ်အဲ့ဒီတေချာလေးမှုပါတယ်မီအေးအေးလေးနဲ့ပဲပေါ့နော်ပြီးဆိုရရင်တော့ရပါပြီပြီးချက်သားကြော်ကိုလုပ်ပါမယ် bread crumbs ထည့်ပါမယ်စီထည့်ပါမယ်စီကနည်းနည်းမီအေးလေးနဲ့ကြော်ရမယ်ပေါ့နော်မဟုတ်လို့ရှိရင်အပြင်ကတူပြီးတော့အထက်ကမချက်တိုင်းပဲဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီကတော့အတုံးသေးလေးဆိုတော့တော့ကိစ္စမရှိပါဘူး bread crumbs လေးကိုတေချာလေးကပ်ပါပြီးရင်တေချာလေးကြော်ပါမယ်နောက်ဆုံးတုံးရင်ကြော်ပြီးတော့အခြားသားလေးရင်မြည်ကြည့်ပါရယ်ပေါ့နော်အဲ့ဒါပြီးကျွေးမှာကောင်းမကောင်းသိရအောင်ပေါ့အဲ့ဒါမှဆက်ကြော်မယ်နိနီးနေရင်လည်းပဲဖုန်းကစီပိုးလေးပြုတ်ကြတော့မလို့ပါနံပါတ်တင်လေးကဲဆက်လိုက်ရပါတယ်ပြီးရင်တော့ဆက်ကြော်ပါရယ်ကြော်ရှေ့ကြော်ပါရယ်ပြီးလို့ရှိရင်တော့ကိုရီးယားကားတွေကတွေ့တဲ့အတိုင်းပဲတဝက်ကို sauce နေနေပြီးတော့တဝက်ကိုအလွတ်ထားပါမယ် sauce နေနေလိုက်ပါတယ် sauce ကတိန်းထားလို့ရတယ်ခောက်ဆွဲပြုတ်တွေပါတယ်ထည့်လို့ရတယ်ပေါ့နော်ပြီး plating လေးလုပ်ပါရဲ့ဒါကတရကင်းကိုအချင်းစိန်နာလေးထည့်တယ်ပြီးနှမ်းလေးဖြူတယ်ပြီးတော့စားပြပါမယ်စားပြရင်အရန်ကောင်းလို့ရှိရင်ရုပ်ကရှည်ရလို့ပေါ့နော်ဒါတိတ်တော့မထည့်နိုင်ဘူးဒါပါပဲ